ဆရာဝန်တွေဟာအပြေးလွှားရောက်လာကြပေမဲ့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်စွန့်သွားကြပါတယ်။သွေးဆုံးနေတဲ့တံပိုက်ကြီးတစ်ချောင်းကသူစိမ့်နှစ်ယောက်ကိုတန်းလျက်သားစိုက်ဝင်နေတာပါ။အနှဲငယ်လှုပ်ရှားလိုက်တာနဲ့သွေးထွက်လုံပြီးတေဆုံးနိုင်တာကြောင့်သူတို့နှစ်ယောက်ဟာကြောက်ရွံ့လို့ငြိမ်နေကြရပါတယ်။တယောက်ကိုကယ်ဖို့ဆိုရင်သူတို့နှစ်ယောက်ကိုခွဲထုတ်ရမှာဖြစ်ပြီးအဲ့ဒီလိုခွဲထုတ်လိုက်တာနဲ့တယောက်ကအသက်ရှင်ဖို့လမ်းမရှိတော့ပါဘူး။ဓာတ်မှန်ရလက်တွေရအမျိုးသမီးရဲ့အခြေအနေကပိုဆိုးနေပါတယ်။သူမရဲ့အဓိကသွေးကြောမကြီးတွေဟာပြင်းပြင်းထန်ထန်ပျက်စီးနေတာကြောင့်ခွဲစိတ်ရင်အောင်အသက်ရှင်ဖို့အခွင့်အလမ်းကသူ့ညနီးပါးပါပဲ။အမျိုးသားကတော့ပိုပြီးတည်ငြိမ်နေပါတယ်။တံပိုက်ဟာသူ့ရဲ့အရေးကြီးအင်္ဂါတွေကိုလွဲချော်သွားတာကြောင့်ခွဲစိတ်ဆရာဝန်ကြီးတွေဟာသူတို့ဘဝမှာအခက်အခဲဆုံးဖြတ်ချက်ကိုချလိုက်ရပါတယ်။အဲ့ဒါကတော့အမျိုးသားကိုကယ်တင်ဖို့ပါပဲ။ညွှန်ကြားချက်အရအမျိုးသားကသူ့ခြေထောက်တွေကိုအနှဲငယ်လှုပ်ရှားခွင့်ရပေမဲ့အမျိုးသမီးကတော့ခါအောက်ပိုင်းကိုဘာခံစားချက်မှမရှိတော့ပါဘူး။ဆရာဝန်ကြီးကဆေးရုံရဲ့ဆုံးဖြတ်ချက်ကိုအမျိုးသမီးကိုပြောပြတဲ့အခါသူမကတည်တည်ငြိမ်ငြိမ်ပဲနားထောင်နေခဲ့ပါတယ်။ဒေါသထွက်တာထိတ်လန့်တာမျိုးမရှိပဲဆရာဝန်တွေကိုအပြည့်အဝယုံကြည်ပေးခဲ့တာပါ။အဲ့ဒီအချိန်မှာအမျိုးသားကကျွန်တော်စားသူမကိုပဲကယ်ပေးပါလို့ဆရာဝန်တွေကိုတောင်းဆိုလာပါတယ်။သူတို့ဟာတယောက်နဲ့တယောက်မတိကျတဲ့သူစိမ်းတွေဖြစ်ပေမဲ့တေချင်းတရားနဲ့ရင်ဆိုင်ရချိန်မှာတော့တဦးကိုတဦးစာနာစိတ်ထားရှိခဲ့ကြပါတယ်။ဒါကိုမြင်ရတဲ့ဆေးဖွဲ့တစ်ခုလုံးစိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ခွဲစိတ်မှုအောင်မြင်ဖို့အစွမ်းကုန်စူးစမ်းခဲ့ကြပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ကိုတံပိုက်ထဲကနေတဖြည်းဖြည်းခွဲထုတ်လိုက်တဲ့အချိန်မှာပဲအမျိုးသမီးရဲ့သွေးကြောတွေဟာသွေးတွေအလုံးရင်းနဲ့ထွက်လာပါတော့တယ်။သူတို့လုံနိုင်တာဆိုလို့သူမရဲ့အသက်လွင့်စင်သွားတာကိုကြည့်နေဖို့ပဲရှိပါတော့တယ်။အာယုံအားလုံးကအမျိုးသားဘက်ကိုရောက်သွားပေမဲ့တင်နန်းသားဆရာဝန်မလေးကြီးကတော့အမျိုးသမီးကိုအဆုံးရှုံးမခံနိုင်ပဲဖြစ်နေပါတယ်။ဘာကြောင့်လဲဆိုတော့တေချင်းတရားနဲ့ရင်ဆိုင်ရတဲ့အခါလူတစ်ယောက်ရဲ့မျက်နှာမူအရာဟာတစ်စက္ကန့်တွင်းမှာတင်ပြောင်းလဲသွားနိုင်လို့ပါ။